မဖြစ်ပါဘူးနော်ဘုရားရှင်ကအလာနဲ့အပြန်မတူအောင်လုပ်တဲ့ဘုရားဖြစ်တယ်နော်ဓမ္မကျမ်းစာထဲမှာလည်းရှိပါတယ်ဝမ်းမြောက်ခြင်းမရှိတဲ့လူကိုယေရှုခရစ်တော်နဲ့တွေ့သွားတဲ့အခါမှာဝမ်းမြောက်ခြင်းနဲ့ပြန်သွားပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ခရစ်ယာန်ဘာသာထဲမှာပဲအသက်မရှင်ပဲယေရှုခရစ်တော်၌အသက်ရှင်ဖို့အရေးကြီးပါတယ်နော်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့သုံးနှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းပထမတစ်နှစ်ကပြင်လိုပဲလုပ်ပါတယ်ဘာလို့အဲ့ဒီချိန်မှာကျွန်တော်ကဥရဆန်ရဲ့ဗာမင်းရဲ့ကျွန်တော်လာတိုင်းကျွန်တော်အဲ့ဒီသွားနေရတယ်ဆိုတော့သူတို့တက်ပြင်လိုလုပ်နေတာနောက်ပိုင်းကျွန်တော်လည်းမိသားရပြည့်တော့တဲ့ခါမှာဒါဆိုဆရာပဲဥဆောင်ပါတဲ့ဗမာလိုပဲလုပ်ပါဆိုတော့ဗမာလိုလုပ်ပါတယ်ဗမာလိုကြီးပဲလုပ်တော့တဲ့ခါမှာလဲဗမာလိုနားမလည်တဲ့ကရင်က9ယောက်ရှိတယ်ဆိုတော့သူတို့တော့ဘာခေါင်းမမရောက်လေတနေ့လောက်ကြာတော့ဘာခေါင်းမမရောက်ဒီလိုပဲအိပ်ပဲဒါမှဘုရားရှင်ပေါ်ပြတဲ့ခါမှာလေကရင်လူဘာသာပြန်ပြီးပေါ်ပြလာတဲ့ခါမှာသူတို့ကရင်လူဘာသာပြန်ပြီးကျေးဇူးတော်ကြောင့်2ယောက်လက်ခံတော့ဗမာလူကြီးပဲသွားနေလေသူတို့နားမလဲဘယ်လက်ခံမလဲနော်ဒါကြောင့်တင်တို့ဘာလူမျိုးလဲကိုလူမျိုးကိုဘာသာစကားနဲ့လုပ်ပေမဲ့နားမလဲတဲ့လူတွေလာတဲ့အခါမှာဘာသာပြန်ပေးပါယေရှုနာမဟာထာဝရအတွက်အမခချက်ပေးတဲ့နာမဆိုတာသိဖို့အရေးကြီးပါတယ်နော်အဲ့တော့တချို့သောလူမျိုးတွေကခရစ်စမတ်လုပ်တယ်ဘာလုပ်တယ်တရားလုပ်တယ်အဲ့ဒီလူမျိုးဘာသာစကားနားမလဲတဲ့လူတွေလာကြတာတော့မှငါတို့လူမျိုးနဲ့အစီအစဉ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ငါတို့လူမျိုးတိုင်းပဲလုပ်မယ်ဆိုရင်လုပ်တော့တဲ့ခါကျတော့လာတဲ့ဧည့်သည်တွေကဘာမှမသိလိုက်ယေရှုကဘာလဲဆိုတာမသိဘူးဒီတိုင်းပြန်သွားတယ်ဆိုတော့တကယ်ရှိနေဟဲ့မင်းတို့ဘယ်ကပြန်လဲဟိုမှာကခရစ်စမတ်လုံးငါတို့ခရစ်စမတ်ကောတယ်ပေါ့နော်အေးဘာတွေပြောကြလဲဘာတွေပြောလဲတော့မသိဘူးကွာတလုံးမှနားမလဲဘူးဒါမဲ့ကွာအချင်းကောင်းကောင်းနဲ့သမင်းစားပြီးပြန်လာရတယ်ဝိညာဉ်အစာမကျွေးလိုက်ဘူးဘယ်အစာကျွေးလိုက်လဲပေမဲ့ပုတ်တတ်တဲ့ကိုခန္ဓာအစာပဲကျွေးလိုက်အတိကအရေးကြီးတာကဝိညာဉ်အစာကျွေးဖို့အရေးကြီးပါတယ်နော်ဒါကြောင့်ရှင်းစောတော့ညီကောင်မတော်ခင်ဗျရှင်းမဲ့ဖြစ်ကရှင်းမဲ့ဖြစ်မောင်မဲ့ဖြစ်ရခိုင်မဲ့ဖြစ်ကိုဘာသာစကားနဲ့လုံးရင်တမအဲ့ဒီဘာသာစကားနားမလည်တဲ့လူရှင်းဘာသာပြန်ပေးပါယေရှုဟာတင့်ကိုကယ်မဲ့အရှင်ဆိုတာသိဖို့အရေးကြီးပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ဒီကနေ့အရေးကြီးတဲ့အချိန်ကာလကိုရောက်နေပါပြီယေရှုခရစ်တော်ကြွလာမယ့်အချိန်နီးကပ်နေပါပြီနော်ဒါကြောင့်အခုရှင်ကဧဝံဂေလိလောရမယ့်ချိန်ဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်ကနှုတ်ကပတ်တော်နဲ့တရားကိုတရားတိုက်ခတ်မဲ့ရှင်လည်းမဟုတ်တော့ဘူးရှင်လည်းမရှိတော့ပါဘူးဧဝံဂေလိကဲတင်ချင်းတည်တရားကိုကျွန်တော်ပြောရမယ့်ရှင်ရောက်နေပြီနော်ကျွန်တော်တို့ရွေးကောက်ထားတာလဲအဲ့ဒီအတွက်ပါပဲကျောင်းသားမင်းကကောင်းကင်နိုင်ငံမှာနေရာပေးရော့သွားလို့မပို့လိုက်ဘူးလောကကြီးမှာထားရတယ်အဲ့ဒါကျော်ဆန်းကဲတင်ချင်းရတယ်လို့ကဲတင်ချင်းမရတဲ့သူတွေကဲတင်ချင်းရဖို့အတွက်အားထားတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီကနေ့ကျွန်တော်အတိကကဲတင်ချင်းတရားပဲကျွန်တော်ဟောကြအောင်ဧဝံဂေလိဆိုတာတခုတည်းသောတည်ငောင်းအဲ့ဒီတခုတည်းသောတည်ငောင်းပဲကျွန်တော်ဝင်ဖြတ်ကြအောင်ဟုတ်ပြီအဲ့ဒီဧဝံဂေလိတရားဘယ်ရလာလဲလက်ဝကားတိုင်ကလာပါတယ်ဟုတ်ပြီဒီကနေ့ကျွန်တော်လက်ဝကားတိုင်တရားကိုပဲအဓိကထားမှာဖြစ်နော်ခဏတော့ကျွန်တော်ဆုတောင်းကြဣဒ္ဓရောရှင်ဖဖေယာပြင်ဆင်ပေးတဲ့အချိန်တိုင်းနဲ့နေရာအတွက်ကျေးဇူးတင်တယ်ဒီနေ့ကိုရှင်ရွေးကောက်ထားတဲ့သားသမီးတွေကိုရောအတွက်အလုပ်လုပ်ဖို့ဖြစ်ပါတယ်သားသမီးတို့ကောင်းကင်နိုင်ငံကိုရောသားသမီးတို့မရောက်သေးပါဘူးလောကကြီးမှာထားပါတယ်လောကကြီးမှာနေတဲ့အခါမှာကောင်းကင်နိုင်ငံကိုမမြင်သေးတဲ့လူတွေမဝင်ရသေးတဲ့လူတွေမြင်ဖို့ဝင်နိုင်ဖို့အတွက်သားသမီးတို့ကိုလမ်းပြခိုင်းနေပါတယ်ကိုရောအရောက်စီတိုင်းအဲ့ဒီလမ်းကိုပြနိုင်ဖို့အရောက်စီတိုင်းကိုရှင်အသုံးပြုပါအရောက်စီတိုင်းအသက်တာမှာလိုအပ်တဲ့ခွန်အားကိုရှင်ပေးပါ
ယေရှုတော်ကိုချီးမွမ်းပါတယ်ယနေ့နှုတ်ကပတ်တော်ကိုဝိညာဉ်တကုန်းနဲ့ဗိတ်သိပ်ပေးပါတယ်ဒါရဲ့နှုတ်ရှာပသားလေကိုရှိတစားဗလာဖြစ်သုံးပြပါယေရှုတော်ကြည်ပါလုံးမခံရသခင်ယေရှုဖခင်၏မြတ်စွာသောနာမ၌အလောင်းယိုသေးစွာဆုတောင်းဆက်ကအနံပါ၏ဖတ်တော်ရမြတ်စွာသောဘုရားသခင်ကျမ်းစာလေးတစ်ပိုက်ကိုဖတ်ကြအောင်ကိုရင်းတို့ကစပတမဆောင်ခန်းကြီးတစ်အခန်းငယ်23ငါတို့မူကလက်ဝကတိုင်မှာအသေးခံတော်မူသောခရစ်တော်၏အကြောင်းအရာကိုဟောပြောကြ၏ထိုအကြောင်းအရာသည်ကယူဒအမျိုးသားထိမိရဲ့40အကြောင်းဖြစ်တပါးအမျိုးသား၌ကမိုက်မေ့ခြင်းဖြစ်၏တဲ့ဟုတ်ပြီကျွန်တော်ဒီကနေ့အေဝံဂေလိတရားဘယ်ကလာလဲဆိုကားတိုင်ကလာတာဖြစ်ပါတယ်ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်မှာအသေးခံခြင်းပြီးတော့တကြိုခံတယ်ပြီးတော့3ရက်မြတ်တဲ့နေ့မှာရှင်ပြတတ်မြောက်တယ်တမန်တော်ရဲ့တက်သိခန္ဓာအဓိကအားတာပါပဲကျွန်တော်တို့လည်းဒီကနေ့တက်သိခန်းမှာဟောပြောရမှာကယေရှုခရစ်တော်ဟာတေခြင်းကိုအောင်တဲ့ဖခင်ရှင်ပြန်ထမြောက်တဲ့ဖခင်အသက်ရှင်တဲ့ဖခင်အရာခတ်တဲ့ကိုဖန်ဆင်းတဲ့ဖခင်ဆိုတာကိုကျွန်တော်တို့ဟောပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့အထဲမှာရှိတဲ့ဝိညာဉ်ကကဘာကြီးတဲ့တန်ဖိုးရှိတဲ့အတွက်ကြောင့်ဒီဝိညာဉ်အသက်ရှင်ဖို့အတွက်ကျွန်တော်တို့လမ်းပြရမှာဖြစ်တယ်ဟောပြောရမှာဖြစ်တယ်နော်အဲ့တော့ငါတို့မူကလက်ဝကတိုင်မှာအသေးခံတော်မူသောခရစ်တော်၏အကြောင်းအရာကိုဟောပြောကြ၏ဆိုတော့ကြိုက်တဲ့တည်င်းကိုခင်ဗျားတို့ကြည့်ပါတမန်ကျမ်းစာထဲကပြောထားတဲ့ငါကြွလာခြင်းဤမှာဖြစ်တဲ့မဲ့အကြောင်းအရာတွေကအကုန်ဖြစ်နေပြီဆိုတော့ဘယ်နေ့ချီဆောင်လဲတော့မသိဘူးအဲ့ဒီခေါင်းငင်နဲ့ငရေကိုရောက်တော့တဲ့အင်ဂျလီကာဆိုတဲ့အမျိုးသမီးလေးကိုပြောလိုက်တဲ့စကားတစ်ခါကျွန်တော်အဲ့ဒါအခုဒီမှတ်မိနေတယ်သမီးတဲ့နေဆင်းသွားပြီးတော့ပြောပါတဲ့ငါကြွလာခါနေပြီလို့မပြောနဲ့ငါတကားဝကြော်လာပြီလို့ပြောခိုင်းဆိုတော့ခရစ်တော်ဖခင်အာဂါသမှာရောက်နေပြီဆိုတော့ရှီဆောင်မဲ့နေရပဲကျန်တော့တယ်ရှီဆောင်မဲ့နေရပဲကျန်တော့ကျွန်တော်တို့ကအစင်သက်ပြင်ဆင်နေရမယ်နော်ဒါကြောင့်ကိုကြောင့်ပြောတယ်ဟိုတခါကျွန်တော်ပြောပြပါဆရာကကျွန်တော်တို့ဘုရားရှင်အတွက်အလုံးလုံးမဲ့အချိန်ရပါဦးမလားတရက်ပေးရတနာရီပေးရတဲ့အချိန်မှာကျွန်တော်တို့ဘုရားအတွက်စက္ကပ်ပါဝင်တော့ကြရအောင်နော်အဲ့တော့ကျွန်တော်တို့ကဘာအကြောင်းပြောမလဲယေရှုခရစ်တော်ဘုရားလက်ဝါးကားတိုင်မှာအသေးခံခြင်းကြောင့်ယေရှုအသေးခံတဲ့ငါတို့နဲ့ဘာဆိုင်လဲဒါပြောစရာပဲလေဆိုင်တော့ဟိုကျွန်တော်မသိခင်တော့လက်ဝါးကားတိုင်မှာသူ့ဟာနဲ့သူအသေးခံတာသေခြင်းစုံနဲ့သေတာငါနဲ့ဘာဆိုင်လို့လဲအဲ့ဒီအသေးချင်းနဲ့တေတာဘုရားဖြစ်နိုင်တာမလားဘာအများကြီးတွေးနေပါတယ်တွေးကြတယ်ပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီသေချင်းနဲ့တေတဲ့ယေရှုခရစ်တော်ရှင်မှာနောက်ဆုံးဒုထောက်ရဘာဖြစ်လို့လဲအသက်ရှင်တဲ့ဘုရားဖြစ်လို့သေချင်းကိုအောင်တဲ့ဘုရားဖြစ်လို့ကြော်ဆန်းမင်းအတွက်ငါအသေးခံတာလို့ပြောပါတယ်အဲ့ဒါကိုကျွန်တော်ယုံကြည်တဲ့အချိန်ကစပြီးကျွန်တော်အသက်တာမှာအာမခံချက်ရတော့အာမခံချက်ဆိုတာနောက်ဘဝတက်လာနောက်ဘဝတက်ရောက်ခုဘဝတက်ရောက်အားလုံးအာမခံချက်ပေးတဲ့ဘုရားဖြစ်တယ်နော်နောက်ဘဝတက်ပဲအာမခံချက်ပေးဒီဘဝမှာအာမခံချက်မရရင်ဒီဘဝဘယ်လိုလုပ်အသက်ရှင်မှာလဲနော်အဲ့တော့ဘုရားသခင်ကသူပေးထားတဲ့ဂတိကအတိအကျပဲလုံးဝစိတ်ချရတယ်မကြောက်နဲ့စိတ်မပြည့်နဲ့တောလျာနေရာတိုင်းမှာသင်နဲ့သူငါရှိလို့ပြောတဲ့ဖျားဖြစ်တယ်ဆိုတော့အခုအသက်ရှင်နေတဲ့အချိန်မှာလဲယေရှုဖျားကကျွန်တော်နဲ့တွားလာတယ်
နော်ဘုရားသခင်ကကျွန်တော်အနားမှာမြင်နေရှိတယ်ကျွန်တော်ပြောတဲ့စကားတစ်ခွန်းစီတိုင်းကိုဘုရားရှင်ကြားတယ်အဲ့တော့အနောက်လက္ခဏာပြောရင်တော့အနောက်လက္ခဏာပဲဝင်လာမှာဖြစ်တယ်ဣသရေလမျိုးတွေအဲ့ကတော့ပြေကနေခေါ်ထုတ်လာတယ်ကဲကဲမှုတွေပြဿနာတွေမြောက်များစွာကြုံရလို့ဘုရားကိုခေါ်တယ်ဒါပေမဲ့ဘုရားကြားပါတယ်ကိုရဲကဘုရားကမောရှေငါလူမျိုးတွေခေါ်နေမေးတော့ခေါ်ထုတ်လာခဲ့ပါတယ်နော်မလားဒီနမိတ်လက္ခဏာတွေအမျိုးမျိုးပြပြီးတော့ခေါ်ထုတ်လာခဲ့တယ်တောထဲမှာလည်းနှစ်ပေါင်း40ကြာတော့တာကရက်ပေါင်း40သွားမခီးစေကြိမ်တိုင်တိုင်အရာကိုအပြစ်တင်တယ်မိုးချေလည်းအပြစ်တင်တဲ့ကြောင့်နှစ်ပေါင်း40ကြာတော့တယ်နော်အဲ့ဒီဓာတ်ထဲမှာသူတို့ဘာပြောလဲငါတို့ဟိုတဲ့အေဂုတ်တော့မတည်ဘူးဒီမှာတင်ဖို့ခေါ်လာတာလားဘုရားသခင်ကမင်းတို့ပြောတဲ့စကားငါကြားတယ်မင်းတို့ပြောတဲ့အတိုင်းပဲဒီတောထဲမှာမင်းတို့သေလိမ့်မယ်တကယ်ပဲသေပါလေအသက်20အောက်ပဲနော်ယောရှုနဲ့ကာလအဲ့ဒီအေဂုတ်ပြပါလာယောရှုနဲ့ကာလ2ယောက်ရဲ့အသက်20အောက်တည်းရဲ့ခန္ဓာပြေဝင်သွားရပါဆိုတော့ကျွန်တော်တို့ဒီကနေ့အသက်ရှင်တဲ့ဘုရားကအနာမှာရှိနေတယ်ဆိုရင်အလောက်လက္ခဏာဘယ်တော့မှမပြောနဲ့တော့အပေါင်းလက္ခဏာပြောပါနေမကောင်းဖြစ်တယ်မဟဲ့ဘလို့လဲနေကောင်းလားအေးတိတ်နေမကောင်းရှင်ဘူးဟဲ့ဆိုတာတော့ပြရတာနေမကောင်းဖြစ်တယ်ဟဲ့ဘလို့လဲနေကောင်းတယ်ပြီးပြရတာအရာကအနာမှာရှိတယ်ရှာကျဆန်ဟောဟဲ့ဟောဟဲ့နဲ့ဆရာကျဆန်ဟောဟဲ့ဟောနဲ့တရားဟောနေတယ်နော်ကျွန်တော်ကကုထုတော်လာတော့ကုထုတော်တော့သူ့တကဟိုဟဲ့ဟိုနဲ့သူချင်းဆုံးနေတာကျွန်တော်တို့အများကြီးခွာဖြစ်တယ်အခုဟိုဟဲ့နဲ့သူတရားဟောနေပြီနော်တော့ပတ်နေပြီသူလဲဆိုတော့တခုတတိထားဖို့ကတင်းတက်တာတင်းမှာဘုရားကတခုခုပေးထားကောင်းပေးထားလိုက်မယ်ဒါပေမဲ့အဲ့ဒါကိုလေငါကျမ်းမာလေးရဲ့ပဲလို့ပြောပါကျမ်းမာလေးရဲ့ပဲပြောရဲဆိုကျမ်းမာခြင်းနဲ့သူသွားလာနေမှာဖြစ်တယ်သိပြီးတော့နေမကောင်းချင်ဘူးလေဘာလို့တော့ပြင်းမှာမဟုတ်ဖြစ်လေတကယ်ပဲအဲ့လိုမသွားတော့ဘာဖြစ်လို့ဘုရားအနာမှာရှိတယ်အသက်ရှင်တဲ့ဘုရားပြောတဲ့စကားတစ်လုံးစီတိုင်းကိုကြားတဲ့အတွက်ကြောင့်ပြောတဲ့အတိုင်းဖြစ်လာခြင်းဖြစ်တယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့အတိအကျဘာပြောရမလဲကားတိုင်ကယေရှုခရစ်တော်ကြောင့်ယေရှုခရစ်တော်ကအသက်ရှင်တဲ့ဘုရားသိခြင်းအောင်တဲ့ဘုရားကားထဲမှာအသေးခံတာခမရအတွက်သိခံတယ်ကျွန်တော်အတွက်သိခံတယ်ကျွန်တော်ကိုချစ်တယ်လို့ခမရကိုချစ်တယ်ဟာဝရကာလအတွက်အာမခံချက်ပေးတယ်အဲ့ဒီအကြောင်းအရာတွေပဲကျွန်တော်ဟောပြောရမှာဖြစ်တယ်တော့နောက်တစ်ချက်ကျန်တာလည်းဖတ်ရအောင်ဘယ်လိုလဲဆိုခန်းကြီးနှစ်ဓမ္မဆောင်ခန်းကြီးနှစ်ခန်းငယ်1နဲ့2မှာညီကိုတို့ငါဒီတင်တို့ရှိရတော့ရောက်လာတော့ခါဘုရားသခင်တက်တည်ရှက်ကိုထူးမြတ်သောစကားနဲ့ထူးမြတ်သောပညာအပြင်တင်တို့ကပြတ်သား၍ရောက်လာသည်မဟုတ်အကြောင်းမူကားယေရှုခရစ်တည်ဟူသောလက်ဝါးကားတိုင်မှာအသေးခံတော်မူသောသခင်မတပါအဘယ်အရာကိုမြတ်တင်တို့တွင်ငါမသိမမဟုစိတ်ဖြတ်တတ်ခြင်းရှိသည်ကျွန်တော်ရဲ့နှလုံးသားထဲမှာသိကြမယ့်အရာကယေရှုခရစ်တော်လက်ဝါးကားတိုင်မှာအသေးခံခြင်းတကြိုချင်းရှင်ပြန်ထောက်ရောက်ခြင်းတခြားအရာဘာမှမသိပါနဲ့အဲ့ဒီအရာပဲသိမ့်ပါပြောရမယ့်စကားလည်းအဲ့ဒီစကားပဲရှိတယ်တမန်တော်တဲ့တက်တိခန္ဓာတည်ခြင်းမှရှင်ပြန်ထောက်ရောက်တဲ့ယေရှုအကြောင်းပဲတက်တိခန္ဓာတခြားဘာမှမပြောဗိမာန်တော်မှာလူပေါင်း9000ပြောင်းလဲတော့တယ်အဲ့ဒါသခင်ယေရှုရှင်ပြန်ထောက်ရောက်ခြင်းအကြောင်းပဲပြောတာတခြားဘာမှမပြောဘူးဗိမာန်တော်မှာလူ3000ပြောင်းလဲတော့တယ်သခင်ယေရှုတည်ခြင်းအောင်တဲ့အကြောင်းပဲပြောတယ်အဲ့ဒီတခင်ကိုယုံရင်မေးအရတ်တဲ့ကိုရမယ်လူတွေပြောင်းလဲတော့အဲ့တော့အတိတ်ကကျွန်တော်တို့ပြောရမှာကယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတည်တရားဖြစ်ပါတယ်ဘယ်မှာပဲနေနေ MCF ဘာနဲ့နေနေ MCA မှာပဲနေနေဘာမင်းမှာပဲနေနေဥရစမှာပဲနေနေဘောပေါ်မှာလည်းအများကြီးရှိပါတယ်ခုမြန်မာမိတ်တာရတယ်အများကြီးခုကျွန်တော်မသိတဲ့မြန်မာမိတ်တာရတယ်အများကြီးတယ်ကျွန်တော်သွားတာခုဆိုရင်တော်တော်များများရှိတော့ပြီနော်ဒီမှာလေဒီမှာ positive ဆရာစတီဗင်လို့ပြောပါတယ်သူကအဲ့မှာလည်းမြန်မာမိတ်တာတခုရှိတယ်နော်တော်တော်များများကိုရှိနေပြီ
တော့ဘေးမှာပဲနေကျွန်တော်တို့ပြောရမယ့်အရာကယေရှုခရစ်တော်ဖခင်ဒါတိုင်းမှာအသေးခဏတင့်အတွက်ကြိုးချင်းကလည်းချင်းပြထောက်မြောက်တာတင့်အတွက်အဲ့ဒီတခင်ကိုယုံရင်ကျွန်တော်လည်းအဲ့ဒီတခင်လိုပဲချင်းပြထောက်မြောက်မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဟောပြောမှာဖြစ်တယ်ဆိုတော့နောက်ကျတဲ့ဆက်ဖက်အောင်မယုံကြည်တဲ့သူတွေတက်ကတော့လက်ဝါးကတိုင်တရားကမိုင်းမဲတဲ့အရာလို့ပြောတယ်နော်အဲ့တော့ကောင်းပြီယုံကြည်သူနဲ့လက်ဝါးကတိုင်ဘလို့ပတ်သက်နေတယ်လဲယုံကြည်သူကားတိုင်းမှာအသေးခံမယ်ကားတိုင်းမှာအသေးခံမယ်နော်ယုံကြည်တဲ့သူကဂလာတိ20ကပြောထားပါတယ်အဲ့ဒါလူတိုင်းသိပါတယ်ငါဒီလက်ဝါးကတိုင်မှာအသေးခံမယ်တို့တော့လေအသက်ရှင်သေး၏ထို့သောဆိုသောငါဒီကိုယ်တိုင်မချင်းခရစ်တော်ဒီငါ၌ရှင်တော်မူ၏တော့စိတ်မှန်တဲ့ယုံကြည်သူကခရစ်တော်နဲ့တူလက်ဝါးကတိုင်မှာအသေးခံမယ်ဒါပေမဲ့အဲ့ဒါကဇာတိပဂတိကိုတပ်ပြစ်တာဖြစ်တယ်ဇာတိပဂတိကိုသေလိုက်တာဖြစ်တယ်နော်ဒါပေမဲ့အခုအသက်ရှင်နေတယ်ငါကိုယ်တိုင်ရှင်တာမဟုတ်ဘူးတဲ့ယေရှုခရစ်တော်ကအထဲမှာရှင်နေခြင်းဖြစ်တယ်ယေရှုခရစ်တော်ရှင်နေတဲ့အတွက်ကြောင့်အရင်တော့ကဇာတိပဂတိအသက်တာတိုင်းတော်လို့မရတော့ဘူးအရင်တော့ကအရက်တောက်တယ်အဲရိုက်တယ်ဘိန်းစားတယ်ကလင်ကြီးကြတယ်အဲ့ဒါကခရစ်တော်၌မသေးသေးဘူးအဲ့ဒီတိုင်းသွားနေမသေးဘူးခရစ်တော်၌သေပြီဆိုရင်အရင်တော့ကလုတ်ပြရရတယ်ဘိန်းစားမယ်အရက်တောက်မယ်နော်အဲရိုက်မယ်ကလင်ကြီးကြမယ်အဲ့ဒီအရာတွေလုံးဝမရှိတော့ပါဘူးခုနကိုအောင်တက်တက်ခံသွားတယ်ကိုတော့က तू ဘာပဲလုတ်ခဲ့အခု तू ဟာလူသစ်ဖြစ်သွားပြီဖြစ်တဲ့ကြောင့်ကိုတော့ကလုတ်တဲ့ရာတစ်ခုမှမရှိတော့ဘူးနော်ဒါကြောင့်ကျွန်တော်အသက်တာကခရစ်တော်နဲ့အတူလက်ဝါးကတ်တယ်မှာအသေးခံပြီဆိုရင်တော့ခရစ်တော်အတွက်လူသေးဖြစ်သွားပြီလူသေးဖြစ်သွားပြီဒီလူသေးဆိုတဲ့အရာကိုသဘောမပေါက်ရင်ဇာတိပဂတိတွေဝင်လာတတ်ပါတယ်ဝင်လာတဲ့ခါမှာထိလို့မရတော့အခွင့်ပေးလိုက်တယ်တောက်လျှောက်ပဲအဲ့ဒါပေါ့ငကိုပုံစံတိုင်းဝင်လာတော့တယ်အဲ့တော့ခရစ်တော်နဲ့အတူအသေးခံပြီးပြီဆိုတော့အမြဲတမ်းတတိယနေမှာအရင်ဇာတိပဂတိဝင်လာပဲမဲ့နှုတ်ကပတ်တော်နဲ့တွန်းလုံလို့ရပါတယ်အဲ့ဒါကိုတတိမရတဲ့ခါမှာခရစ်တော်နဲ့အတူအသေးခံခြင်းကိုတတိမရရင်ဇာတိပဂတိနောက်ဆုံးဇာတိပဂတိကအနိုင်ယူတော့ဆိုတော့ကျွန်တော်တို့ဘာလုပ်ရမလဲနော်အဲ့တော့ယုံကြည်သူတွေရဲ့ဇာတိအပြစ်ကိုသေစေရမယ်မသေလို့မရဘူးနော်ယောမဝါဒစာခန်းကြီး6ယောမ6အခန်းငယ်6ကနေ7မှာနော်ကိုမတပါငါတို့၏လူဟောင်းသည်ထိုသခင်နဲ့အတူလက်ဝါးကတိုင်မှာအသေးသက်ခြင်းကိုခံပြီးငါတို့သိကြ၏အကျဉ်းငါတို့ဒီနောက်မှအပြစ်တရား၏အစေကိုခံစေခြင်းကအပြစ်တရား၏ကိုဖျက်ဆီးမိအကြောင်းဒီသေသောသူသည်အပြစ်တရား၏လက်မှလွတ်လျက်ရှိကောင်းပြီဒီကနေ့ခရစ်တော်နဲ့တူလက်ဝါးကတိုင်မှာအသေးမခံရင်အပြစ်မလွတ်သေးဘူးဆိုတော့သေတဲ့လူကတဲ့အပြစ်ကလွတ်တယ်တဲ့ဆိုတော့အဖြစ်ပြက်လေးတခုကျွန်တော်ပြောပြရင်လေတနေ့စီးပွားရေးသမားတယောက်သူစီးပွားရေးလုပ်တဲ့ခါမှာသူနဲ့ဆက်တူလုပ်တဲ့သူသွားပေါက်တဲ့လူကကလင်ကြီးနဲ့သွားပေါက်မိတဲ့ကြောင့်သူ့ရဲ့စီးပွားရေးအကုန်ဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတဲ့ခါမှာစိတ်ညစ်ပြီးတော့တခါတည်းငါဘာမှလုပ်လို့မရတော့ဘူးငကိုစီးပွားရေးဘယ်လိုမှတိုက်ဘယ်လိုမှရောက်တော့မှမဟုတ်တော့ဘူးဆိုတော့သူ့ရဲ့မိန်းမရောကလေးရောအကုန်တတ်ပြစ်တယ်အကုန်တတ်ပြစ်တာမထူးတော့ဘူးငါတို့မိသားစုမနေတော့ဘူးဆိုတော့တတ်ပြစ်ပြီးတော့သူစားတစ်စုံရေးတယ်ငါမိန်းမနဲ့ငါကလေးတို့ငါကိုယ်တိုင်တတ်လိုက်တယ်ပြီးတော့ဖုံးဆက်လိုက်တယ်အဲ့မှာစားတစ်စုံရေးလိုက်တယ်ပလိတ်ရောက်လာတဲ့အခါမှာအဲ့ဒီတတ်တဲ့လူလေးသိနေတယ်ဆိုတော့ဘယ်သူတော့ဖမ်းမှာလဲဥပဒေကဘယ်သူဖမ်းမှာလဲဘယ်သူမှဖမ်းလို့မရတော့ဘူးလေတရားခံကသိနေပြီလေတရားခံသိရင်ဘလို့မှဖမ်းလို့မရတော့ဘူးဒီကနေ့
ယုံကြည်သူစစ်မှန်တဲ့ယုံကြည်သူရဲ့အသက်တာလဲခရစ်တော်နဲ့မသေးသေးဘူးဆိုရင်အပြစ်တရားအသင်ကိုဖန်ချုပ်တာတော့မယ်အပြစ်တရားဖန်ချုပ်ရင်ဘယ်သွားမလဲငရဲဆိုတဲ့ချုပ်သွားမှာဒါကြောင့်ဒီကနေ့သင်ရဲ့အသက်တာယေရှုခရစ်တော်နဲ့တူလက်ဝါးကားတိုင်မှာအသေးခံပြီလားအသေးခံမှာဖြစ်တယ်သေပြီဆိုရင်တော့တဲ့ရဲ့ဇာတိပတိအလုံးသွားပြီအဲ့တော့တဲ့အတွက်ယေရှုကပြောထားတဲ့ကားတိုင်မှာယေရှုခရစ်တော်နဲ့အတူအသေးခံရင်ယေရှုဘာပြောခဲ့လဲအမှုပြီးပြီလို့ပြောခဲ့တယ်အဲ့ဒါရှင်းနေပြတာဘာအမှုပဲလာကားတိုင်ကပြောခဲ့တဲ့စကားယေရှုခရစ်တော်ကအမခံရပေးတော်တယ်မင်းအတွက်အမှုအလုံးငါပြီးအောင်လုပ်တော့ပြီမင်းအပြစ်တရားလွတ်တော့ပြီလို့ပြောတာဖြစ်တယ်အဲ့ဒါဆိုရင်ငရေတော့မလားဘယ်ငရေမှတော့စရာမလိုတော့ပါခရစ်တော်ကကျွန်တော်တို့အတွက်အာမခံချက်ပေးတော်သူကိုယ်တိုင်အသေးခံတော်တယ်သူ့ရဲ့အချစ်တွေကိုကားတိုင်းမှာအကုန်လုံးတော်လောက်ခဲ့တယ်အသွေးနဲ့ချူစင်တဲ့အသွေးနဲ့ကျွန်တော်တို့ရဲ့အပြစ်တွေကိုဆေးကြောပေးခဲ့ပြီးပါပြီနော်ကောင်းပြီနောက်တစ်ချက်ကြည့်အောင်ယုံကြည်သူတွေစိတ်မှန်တဲ့ယုံကြည်သူဆိုရင်တဲ့လက်ဝါးကားတိုင်မှာရိုက်ထားခြင်းခံရမယ်။ဒါကြောင့်စာခန်းရှောက်ဒါရီအခန်းကြီးရှောက်ခန်းငယ်14မှာငါဖြစ်ရင်ငါတို့သခင်ယေရှုခရစ်လက်ဝါးကားတိုင်တော်မှတပါအဘေးအရာ၌မြဝါကြွားခြင်းမရှိပါစေနဲ့ထိုလက်ဝါးကားတိုင်တော်မှာဤလောကသည်ငါအဖို့ရိုက်ထားခြင်းကိုခံရရှိငါသည်လည်းဤလောကဖို့ရိုက်ထားခြင်းကိုခံရရှိနော်ကျမ်းစာချင်းပါနော်ငါတို့သခင်ယေရှုခရစ်လက်ဝါးကားတိုင်တော်မှတပါအဘေးအရာ၌မြမဝါကြွားပါနဲ့ကျွန်တော်တို့ဝါကြွားမယ့်အရာကဓာတ်တိုင်ဖြစ်ပါတယ်လက်ဝါးကားတိုင်ပဲဖြစ်ပါတယ်ထာဝရအသက်ကိုပေးတဲ့လက်ဝါးကားတိုင်ဖြစ်ပါတယ်ကျွန်တော်ကြွားစရာအတိကကြွားမယ့်အရာအဲ့ဒါပဲအခုအချိန်ကလည်းအချိန်မရှိတော့ပါဘူးဦးစားပေးတက်တဲ့ခံမယ့်အရာကထာဝရအသက်နဲ့ပတ်သက်တဲ့အရာပဲဖြစ်ပါတယ်နော်အဲ့တော့လက်ဝါးကတိုင်တော်မှာတပါအဘေးရနဲ့မြဝါကြောချင်းမရှိပါစေနဲ့ထိုလက်ဝါးကတိုင်တော်မှာဤလောကသည်ငါအဖို့ရိုက်ထားခြင်းကိုခံရရှိတယ်အဲ့ဒီကိုရောယေရှုလက်ဝါးအသေးခံတဲ့လက်ဝါးကတိုင်မှာကျွန်တော်ရဲ့အသက်တာကိုရိုက်ထားရမယ်အဲ့တော့ပြဿနာဖြစ်လာတိုင်းမှာလက်ဝါးကတိုင်ကိုပြန်ကြည့်ပါကျွန်တော်တိုင်းနိုင်ငံမှာမှုလို့ဆောင်တဲ့ရှင်မှာကမ်ထင်မှာတရုတ်တယောက်အဲ့ဒီတရုတ်ကဘန်ကောက်မှာပြောင်းလဲတာပြောင်းလဲပြီးတော့ကျွန်တော်နဲ့အတူကန့်တဲ့ဝင်လာတယ်အမှုတော်ဆောင်ဖို့ဆိုတော့ဆက်ကပ်ပိတ်ဝင်လာဆိုတော့တရုတ်ကခရစ်ယာန်ဖြစ်တော့တယ်ဆိုတဲ့အခါမှာဗမာလူမျိုးတွေကပါတခြားလူမျိုးတွေကပါဒီတရုတ်ကဘယ်လိုလုပ်ခရစ်ယာန်ဖြစ်တော့တာလဲပေါ့နော်နည်းနည်းတော့ဝေဖန်ကြတာပေါ့ပြီးတော့ तू ကကျွန်တော်စီဖျားရှိခိုးဖို့လာတိုင်းမှာအဆောင်တော့မန်တိုမန်ထမနေရမန်တိုမန်ဒီဆိုတော့ကျွန်တော်က family 2အဲ့ဒီဖြက်လာသူဖြက်တာဘယ်ရလဲစံရင်ညီဆိုတဲ့အဆောင်ဖြတ်နာမည်ကအရင်ကောင်းတယ်စံရင်ညီဒါပေမဲ့ဓာတ်ဓမ္မတွေပြတ်သွားလိုက်မှာဟာပြတ်တာတကယ်ပြတ်မလားအဲ့ဒီကနေဖြက်လာတဲ့ခါလဲသူခရစ်ယာန်မှာတည်တော်တဲ့ခါမှာလဲသူပြဿနာချတယ်ပြဿနာချတော့သူပြောပြတယ်ကျွန်တော်ဒီကောင်ပြဿနာချတယ်ဟောတဲ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့မိခရစ်ယာန်လာလို့မေးတယ်ဟုတ်တယ်ကျွန်တော်ခရစ်ယာန်လို့ပြောလိုက်ခရစ်ယာန်လို့ပြောတော့ကျင်တတ်ပြီပေါ့နော်တော့သူကကျင်တတ်တော့ခမရနည်းနည်းကြည့်တော့တော့တဲ့တယောက်ကအဲ့ဒီအဆောင်ချေကတိတ်မပြတ်နဲ့ဘယ်လိုအလကနေထားရိုက်တာသူကမူးနေထားရိုက်တာပြဿနာချရအလကနေနဲ့တော့တယောက်ကပြောတယ်ဟဲ့အမေမင်းအဲ့ဒီဆောင်ချေကမပြတ်နဲ့ဖြတ်တော့ဘာဖြစ်လဲအဲ့ဒီငါဖျားရှိကိုပလာရင်အဲ့ဒီဆောင်မပဲဖြတ်မယ်ရိုက်ကြည့်ပေါ့ဒါဆိုလို့ရှိရင်သူလည်းပြန်ချမှာတော့ဆိုအဲ့ဒါခမရပါလေခမရပြန်ချမလို့လားကျွန်တော်ဟာဘလို့ပြန်ချမှာလဲရိုက်စမ်းပါစေတဲ့ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်မှာ
ကျွန်တော်တို့အသေးခံတော့တူရိုက်တာလည်းမခံနိုင်ဘူးလားအဲ့လိုပြောတာကျွန်တော်အောက်တော့တယ်လေရဲစမ်းပါလေကျွန်တော်တွေ့တစ်ချက်မတွေ့တဲ့ဦးရေရှုခရစ်တော်ယေရှုခရစ်တော်ကအသက်ပေးတော့တာကျွန်တော်တို့ကျွန်တော်ပြန်မရဘူးတဲ့ရိုက်ပါလေကျွန်တော်ဖြတ်မယ်တဲ့ဒီကဟောအဲ့လိုဒီတတ်ရှိတာဆိုလို့ချင်တာယေရှုခရစ်တော်တို့ကျွန်တော်အသက်တာကိုလက်ဝါးကားတိုင်မှာကိုရိုက်ပေးတာတတ်မဲ့လူတွေရှင်းမယ်ကျွန်တော်ကဘာပြောလဲဆိုတော့အဲ့ဒီရခိုင်ဆရာကိုခေါင်းဖြတ်ပြီးတော့မနီလိုက်ဆိုလဲအဲ့မှာလေခွင်းတွေရှိတယ်အဲ့ဒီလေခွင်းမှာတော့ပြစ်ထားမယ်ဆိုရင်ရှိတယ်ဒါမဲ့ကျွန်တော်မကြောက်ပါဘူးဘုရားသခင်အလိုတော်မရှိရင်ကျွန်တော်ဘယ်သူမှလေဖြတ်လို့မရဘူးနော်အဲကြောင့်ကျွန်တော်ဆူတောင်းပြီးကျွန်တော်မြေရပြင်ထွက်တယ်တော့တယ်လာတယ်ဘုရားရှင်ကကျွန်တော်နဲ့မြေရရှိတဲ့ကြောင့်ဘုရားရှင်ကျွန်တော်ကိုယ်ကာပေးပါတယ်နော်ဒါကြောင့်ကျွန်တော်တို့အသက်တာလက်ဝါးကားတိုင်မှာရိုက်ချင်းမဖြစ်ချင်းဇာတိပဂတိအသက်တာမှာပဲရှိနေသေးတယ်နော်ဒါကြောင့်လက်ဝါးကားတိုင်မှာရိုက်ထားခြင်းခံဖို့လိုပါတယ်။နောက်နောက်တစ်ချက်ကြည့်အောင်ယုံကြည်သူတိုင်းကလက်ဝါးကားတိုင်ကိုထားပြီးခရစ်တော်နဲ့ကိုလာမလုပ်ဘူးလေနေ့စဉ်တည်ဖို့ဖြစ်တယ်အဲ့ဒါချီတော့ခရစ်ဝင်ခန်းကြီးကိုဘာလို့ဖို့ထမ်းခန့်လဲဆိုတော့နေ့စဉ်အသက်တာမှာကျွန်တော်မနေ့ကသင်သွားတဲ့ဇာတိပဂတိအညွန့်လေးတွေထွက်လာမယ်နော်ရှင်တို့ကခရစ်ဝင်ခန်းကြီးကိုအခန်းငယ်23မှာဇာတိပဂတိအညွန့်လေးတွေထွက်လာတဲ့ခါမှာဘာနဲ့ခမရတော့ခုံးမလဲခရစ်တော်နဲ့ခုံးမရမယ်ခရစ်တော်နဲ့ခုံးဖို့ကလက်ဝါးကားတိုင်မှာနေ့စဉ်အသေးခံဖို့လက်ဝါးကားတိုင်ကိုထမ်းပြီးတော့သူ့နောက်ကိုလက်ခိုင်းတယ်။အရှင်တို့ခရစ်ဝင်ခန်းကြီးကိုအခန်းငယ်23မှာထိုမှတပါလူအပေါင်းတို့ကမိန့်တော်မူပြီးကငါနဲ့စီးကလို့တို့သူဖြစ်လေကိုညင်းပေရမည်ကိုလက်ဝါးကတိုင်ကိုနေတိုင်းထား၍ငါနောက်တော့လိုက်ရမယ်။တော့ဒီကနေ့ယေရှုခရစ်တော်ကဆက်ကပ်ရှင်တယ်ဆိုတဲ့လူကနေ့တိုင်းလက်ဝါးကတိုင်ထားမယ်။ပြီးတော့ငါနောက်ကိုလိုက်ပါဘာလို့လဲသေဖို့လက်ဝါးကတိုင်ထားတဲ့လူကသေဖို့တော့တာဖြစ်တယ်။နော်သေဖို့တော့တာဖြစ်တဲ့ကြောင့်သခင်ယေရှုခရစ်တော်နဲ့သေဖို့တော့တာဖြစ်တယ်အဲ့တော့ကိုရောသေတယ်လို့သင်လဲသေရမှာဖြစ်တယ်နော်အဲ့တော့မင်းစင်အသက်တာမှာမနေ့ကပြောခဲ့တဲ့အတိုင်းပဲခရစ်တော်၌ရှိလျင်အတိပြည့်ပြည့်တဲ့တရားဖြစ်တယ်လို့ပြောတယ်အဲ့ဒီအခါမှာခရစ်တော်ရဲ့ဓာတ်နဲ့ပင်စီကြီးကိုခုတ်ပြလိုက်တယ်ဒါပေမဲ့ပင်စီကအောက်မှာအမြင့်ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအမြင့်ကရေတောက်တဲ့အခါမှာအညွန့်လေးတွေထွက်လာတယ်ညွန့်လေးထွက်လာတယ်အဲ့ဒီအညွန့်လေးကဇာတိပဂတိအသက်တာပြန်ပြီးတော့လွှမ်းမိုးလာတာဖြစ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကဒီလောကကြီးမှာပဲအသက်ရှင်နေတယ်ဒီလောကကြီးမှာအသက်ရှင်နေတဲ့အတွက်ကြောင့်ဇာတိပဂတိအညွန့်လေးတွေထွက်လာအောင်ဆိုတော့အဲ့ဒီအညွန့်လေးကိုပြန်ခေါ်ရမယ်နေ့စဉ်ခေါ်မှာဖြစ်တယ်နေ့စဉ်ခေါ်မှာဖြစ်တဲ့ကြောင့်နေ့စဉ်လက်ဝါးကတိုင်ထားပြီးတော့ကိုရောယေရှုနဲ့ကိုလိုက်အောင်ဖြစ်တယ်ဟာဒီနေ့ကတော့ငါမထမ်းတော့ပါဘူးနေကြည့်ပါဒီနေ့တော့မထမ်းတော့ပါဘူးဆိုဒီနေ့တလားလောက်ထွက်လာမယ်နောက်နေ့တလားလောက်ထွက်လာမယ်နောက်နေ့ကြာလာတော့မှပြောအဲ့ဒီအပင်ကြီးကကြီးထောပြီးတော့အဲ့ဒီပင်စီကြီးကိုပြန်အုပ်သွားတယ်ဆိုတော့ကျွန်တော်တက်တာကဘာဖြစ်လို့လဲဇာတိပဂတိအသက်တာကိုပြန်ရောက်သွားတယ်အဲ့တော့ဇာတိပဂတိအသက်တာကိုပြန်မရောက်ဖို့လောကတိုင်ကိုထမ်းပြီးနေ့စဉ်ငါနောက်ကိုလိုက်ပါကောင်းပြီနောက်တစ်ချက်ကြည့်အောင်မတ်အခန်းကြီး30အခန်းကြီး38မှာအကျဉ်သူသည်မိမိလက်ဝါးကတိုင်ကိုထမ်း၍ငါနောက်တော့မလိုက်ထိုသူသည်ငါနဲ့မထိုက်တယ်ဆိုတော့နေ့စဉ်လက်ဝါးကတိုင်ကိုထမ်းပြီးလိုက်တဲ့လူကယေရှုခရစ်တော်ကဘာပြောလဲငါနဲ့ထိုက်တယ်လို့ပြောတယ်အကျဉ်သူသည်တဲ့မိမိလက်ဝါးကတိုင်ကိုထမ်း၍ငါနောက်တော့မလိုက်ထိုသူသည်ငါနဲ့မထိုက်တယ်အဲ့တော့ဒီကနေ့ကိုရောယေရှုနဲ့ထိုက်တယ်လို့ဖြစ်ဖို့နေ့စဉ်လက်ဝါးကတိုင်ကိုထမ်းပြီးကျွန်တော်တို့လိုက်ရမှာဖြစ်တယ်မလိုက်ရင်ဇာတိပဂတိအသက်တာကပြန်ဝင်ပါတယ်
တငယ်ချင်းဟောင်းနေတဲ့တွေ့တယ်တငယ်ချင်းဆိုတော့လေလာရင်ဒီကောင်မလာနဲ့ဆိုလို့ပြောလို့မရပါဘူးအဲ့တော့ဒီခရိယဖြစ်တော့ပဲမဲ့လောကသားတွေနဲ့မိတ္တာဖွဲ့မှာဖြစ်တယ်ဒါပေမဲ့လောကသားတွေစားသလိုလောကသားတွေတောသလိုလောကသားတွေတောက်သလိုမတောက်ပါနဲ့မစားပါနဲ့မတောပါနဲ့လောကသားတွေပြောသလိုမပြောပါနဲ့အဲ့လိုပြောရင်တင့်ကိုလောကသားတွေကရှိလိမ့်မယ်ဒါပေမဲ့သူတို့ပြောသလိုမပြောဘူးသူတို့တောသလိုမတောဘူးသူတို့စားသလိုမတောရင်တော့တင့်ကိုမုန်းနေတယ်